chapter 1 complex number ဂိမ်းထွေများအဲဒါဆိုလူတူရှင်းတာပြောမှာဖြစ်ပါတယ်နော် chapter 1 complex number ဂိမ်းထွေများတဲ့ဂိမ်းထွေများ complex number ကိုပြောရတဲ့ဆရာတို့ number system လေးတစ်ခါ revision ပြန်ကြည့်မယ်ဆိုရင် number system မှာတို့ဆရာတို့ real number ရှိမယ်ဂိမ်းစစ်တွေရှိမယ်real number မှာဆရာတို့ rational number နဲ့ irrational number ဆိုပြီးတော့ခွဲတာရှိမယ်rational number မှာကျတော့ integer တွေတိမ်ပြည့်တွေ whole number အပြည့်ဂိမ်းတွေ different number သဘာဝဂိမ်းတွေနဲ့နောက်တစ်ခုက fraction ဆိုတဲ့အပိုင်းဂိမ်းတွေဆိုပြီးတော့ခွဲတာရှိတယ်။အဲဒါဆရာတို့ဒီများသောအားဖြင့်လေ့လာခဲ့တာကဆရာတို့ real number system ဆိုတဲ့ဂိမ်းစစ်စနစ်အကြီးအကြောင်းကိုလေ့လာခဲ့တယ်။ခုအဲ့လိုဂိမ်းစစ်စနစ်နဲ့လေ့လာခဲ့တဲ့အခါမှာအဖြစ်တွက်လို့မရတဲ့ဟာဆိုရင်ဆရာတို့ no real solution no SAR ဆိုပြီးတော့အရင်အတန်းဒီမှာဆရာတို့ရေးသားခဲ့တယ်ဖော်ပြခဲ့တာရှိပြီ။ခုအဲ့လိုမျိုးပုံစံတွေno real solution မရှိတဲ့no real solution လို့ပြောတယ်အဖြစ်တွက်လို့မရတဲ့ပုံစံတွေကိုဆက်တွက်နိုင်ချက်လို့ငါဆရာတို့ imaginary number လို့ခေါ်တယ်ကိန်းတုကိန်းရောင်တွေကိုဆရာတို့လေ့လာရမှာဖြစ်တယ်အဲ့ imaginary number ကိုပဲတနည်းအားဖြင့်ဘာလို့ခေါ်လဲဆိုရင် complex number လို့ခေါ်ခြင်းဖြစ်ပါတယ်အဲ့တော့ whiteboard လေးကိုတစ်ချက်ကြည့်လိုက်မယ် chapter 1 complex number ကိန်းထွေများ number system ကြီးအဲ့ဒီ number system ကြီးကိုနှစ်ပိုင်းခွဲမယ်ဆိုရင် real number နဲ့ imaginary number ဆိုပြီးတော့မှနှစ်မျိုးရတယ် real number နဲ့ပတ်သက်တော့ဆရာတို့တော်တော်များများလေ့လာပြီးသွားပြီ real number မှာဆိုရင် rational number ရှိမယ် irrational number ရှိမယ်เนาะ rational gain နဲ့ irrational gain ဆိုပြီးတော့ရှိမယ် rational number ကိုပဲစခွဲမယ်ဆိုရင် integer ဆိုတဲ့ gain ကြီးတွေ whole number ဆိုတဲ့အပြည့် gain တွေ different number ဆိုတဲ့ဘာဝ gain တွေနဲ့ fraction ဆိုတဲ့အပိုင်း gain တွေရခုသင်ခန်းစာမှာဆိုတော့ဆရာတို့ imaginary number လို့ခေါ်တယ်ကိန်းတုကိန်းရောင်တွေအကြောင်းလေ့လာမှာဖြစ်တယ်အဲ့ဒါကိုပဲ complex number ကိန်းထွေလို့ခေါ်တယ်အဲ့ဒါဆရာပုံသင်နည်းတန်းပြောပါမယ် complex number က z = h + yi မှာဆရာပြောခဲ့ပါတယ်ဒီညမှာ theorem တွေ derivation တွေနဲ့ပတ်သက်ပြီးတော့ဆရာပြောမှာမဟုတ်ဘူးပုံစံ20လို့တူရှင်းမယ်ပြောမှာဖြစ်တယ်ဘာလို့လဲဆိုဆရာကလေးတွေအတွက်ပြန်ပြီးတော့ revision ပြန်တဲ့အခါမှာအကျိုးရှိနေစေတဲ့လို့ကဒီ video လေးကိုဆရာကရိုက်ကူးထားခြင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့် revision ပြန်တဲ့အခါမှာ nutrition revision တစ်ခုဖြစ်အောင်လို့ဒါဆရာပြောပြထားတာ video ရိုက်ထားတာဖြစ်တယ်နော်အဲဒါ complex number ကဂိမ်းထွေများလို့ပြောတဲ့အတွက်ပုံသင်နည်းသိရမယ်ဂိမ်းထွေများ complex number ရဲ့သင်္ကေတက zသူရဲ့ပုံသင်နည်း complex number ရဲ့ပုံသင်နည်းက z = h + yi အဲ့ဒါမှသူ့ရဲ့တစ်ခုချင်းစီရဲ့ဖော်ပြချက်ကိုသိရမယ် h ဆိုတာကကိန်းစစ်ပိုင်း real part လို့ခေါ်တယ် y ဆိုတဲ့နေရာလေးက imaginary part ကိန်းရောင်ပိုင်းလို့ခေါ်ပြီး i ကကြောင့် imaginary unit လို့ခေါ်တယ် imaginary unit အဖြစ်သင်္ကေတအဖြစ်သတ်မှတ်ထားတာက i ဆိုတဲ့စကားလုံးနဲ့သတ်မှတ်ထားတယ်ဒါကြောင့် complex number လို့ပြောလိုက်မယ်ဆိုရင်သူ့ရဲ့ပုံသင်နည်းတစ်ခုတော့မှတ်ထားတဲ့နဲ့အဲ့ဒါကတော့ဗာလဲဆိုရင် z = h + yi ဖြစ်တယ် z တန်ဖိုးကဗာလဲဆိုရင် complex number h တန်ဖိုးကကိန်းစစ်ပိုင်း y ကကိန်းရောင်ပိုင်း i က imaginary unit ဖြစ်တယ်အဲ့ဆိုရင် i က imaginary unit လို့ပြောတဲ့ its property နဲ့ပတ်သက်ပြီးတော့ဆရာတို့မှတ်သားထားမှာကချက်မှတ်ထားမှာက i² = -1 နဲ့ညီတယ်ဆိုတဲ့ကိစ္စကိုဘယ်လိုမှတ်သားထားတဲ့လဲအရှိကအတန်းထဲမှာလည်းဆရာပြောခဲ့ပြီးသားပါနော်ဒါလေးတော့အတန်းထဲမှာတော့ revision လုပ်ခဲ့ပြီးသားခုကတော့ဆရာကပြန်ပြီး revision အတွက် video ရိုက်ထားဖြစ်တဲ့အတွက်ကြောင့် i² = -1 ပါနော်imaginary unit က i ဖြစ်တယ်သူ့ရဲ့ property လေးနဲ့ပြောမယ်ဆို i² = -1 အဲဆိုခုထိဆရာတို့ကမှတ်ထားစရာဆိုလို့နှစ်ခုရှိတယ် complex number ရဲ့ပုံသင်နည်းက z = h + yi ဖြစ်တယ်အဲ့ဒါမှာ h က real part ကိန်းစစ်ပိုင်းဖြစ်ပြီး y ကတော့ imaginary part ကိန်းတုကိန်းရောင်ပိုင်းဖြစ်မယ် i ကတော့ imaginary unit ဖြစ်မယ်အဲ့မှာ imaginary unit i ရဲ့ property နဲ့ပတ်သက်ပြီးမှတ်သားစရာက i² = -1 ဒါကြောင့် -1 ဒီဘာနဲ့ယူရလဲဆို i² နဲ့ညီဟုတ်ပြီဒါနဲ့ပတ်သက်ပြီးငါတို့ဘယ်နေရာမှာလက်တွေ့အသုံးချမှာလဲဆိုရင် quantitative equation တွေ quantitative equation တွေနဲ့ပတ်သက်ပြီးတော့ဆရာတို့ကဒီပုံသင်နည်းဒီတွက်ထုတ်နည်းကိုဆရာတို့ quantitative equation နဲ့ပတ်သက်ပြီးတော့သိထားရမယ်။အဲကြောင့်ခုနက imaginary unit ကို i လို့သတ်မှတ်ထားတယ်ဆိုရင်အဲဆိုရင်ဒီနဲ့ပတ်သက်ပြီးဥပမာလေးနဲ့ဆရာရှင်းပြတယ်။အရင်တော့ဆရာတို့ဒီအရင်အတန်းတွေတုန်းမှာဆရာတို့လေ့လာခဲ့တာက x² = 4ဆိုရင်တော့ဆရာတို့အဖြေထွက်လို့ရတယ်။သူ့မှာ real solution ရှိတယ်။ဘာလို့လဲဆိုတော့ x² = 4ဆိုရတော့အဲ့ဒီနှစ်ထပ်လေးကိုညီမချင်းရဲ့တစ်ဖက်ကိုနော်ဒီညီမချင်းရဲ့ဘက်ဘက်မှာရှိတဲ့နှစ်ထပ်ကလေးကိုတစ်ဖက်ကိုပို့မယ်ဆိုရင် +or - square root of 4 ရဟုတ်တယ်ဟုတ် x² = 4ကိုအဲ့ဒီ x² နှစ်ထပ်ကိန်းလေးကိုတစ်ဖက်ကိုပေးမယ်ဆိုရင်ပို့လိုက်မယ်ဆိုရင် +or - square root of 4 ရ +or - square root of 4 ရအဲဆိုရင်+or - square root of 4 ရ x² = +or - square root of 4 ရ x² = +or - square root of 4 ရx² = +or - square root of 4 ရနော် x² = +or - square root of 4 ရဟုတ်ပြီ x² = +or - square root of 4 ရမယ်အဲ့မှာဆရာ h တောင်မှုပဲလိုချင်တယ်ဆိုဟဲ့ +or - square root ရဲ့ရှင်းမှရှိရက4က2နှစ်ထပ်မို့လို့နှစ်ထပ်ကိန်းတွေကိုအပြင်နဲ့နှစ်ထပ်ကိန်း2နှစ်ထပ်မို့လို့ square root အိမ်လေးကထွက်လို့ရတယ်ဆိုရင် +or - 4 ဆိုပြီးတော့ထွက်ဒါလေးကတော့လွယ်လွယ်ကူကူလို့မလို့ဆရာwhiteboard
မသုံးသေးဘူး y ပုံမင်းကိုမရေးပြထားသေးဘူးเนาะ y ပုံမင်းနဲ့မရေးပြထားသေးဘူးဒီနားလေးမှာဆရာတို့တက်စင်လို့ပြောရမယ်ဆိုရင်เนาะဒီနားလေးမှာသုံးထားတဲ့ equation လို့ပြောရမယ်ဆိုရင်เนาะဒီနားလေးမှာဘာသုံးသွားလဲ equation လို့ဆရာတို့ရေးရမယ် equation လို့ရေးပြမယ်ဆိုရင်ဒီနားမှာသုံးထားတဲ့ equation က x square equal to plus or minus plus or minus square root of 4 plus or minus square root of 4အဲ့ဒီစင်လေးဆရာထည့်မှတ်ထားခဲ့เนาะအဲ့တော့ဒီနားလေးမှာဆရာတို့ပြန်ပြောမယ်เนาะဒီနားလေးမှာဆရာတို့သိထားမယ့်အရာက x square equal to plus or minus square root of 4ဆိုတဲ့အရာလေးအဲ့ဒါဟိုမှာဟာဒီ plus or minus 4ဆိုတာဘာနဲ့ထပ်2နဲ့ထပ်နဲ့ထပ်ရှိတဲ့အတွက် square root အပြင်ကိုထွက်လို့ရတဲ့အတွက်ကြောင့် x equal to plus or minus 2ဖြစ်သွားတယ်ဒီနေရာမှာ x square တန်ဖိုးကဘာထည့်ကြည့်ရလဲဆိုရင်0ထက်ချင်းချင်းပဲ0ထက်ညီညီမယ်ဒါကြောင့် x တန်ဖိုးက every real number မှာကိန်းစစ်တွေဒါဆရာတို့အဖြစ်ထွက်လိမ့်အဲ့လိုပါပဲဆရာတို့ဒီကငယ်ဟာဆိုတော့အရင် grade 10တို့ grade 11တို့ကကျတော့ real number တွေနဲ့ပတ်သက်ပြီးလေ့လာခဲ့တာဖြစ်တဲ့အတွက်ကြောင့် real number တွေနဲ့ပတ်သက်ပြီးတော့လေ့လာခဲ့တာဖြစ်တဲ့အတွက်ကြောင့် x square equal to ဟာမှာ minus 4အဲ့တုန်းဆိုတာဆိုရင်ဆရာတို့ minus 4ဆိုတာဖြစ်တဲ့အတွက်ကြောင့်သူဒီ no real solution မထွက်ဘူး real solution no real solution ကိန်းစစ်နဲ့ပတ်သက်တဲ့အဖြေမရှိရဖြစ်တဲ့ကြောင့်သူ့ကို not is in r လို့ရေးခဲ့ပြီးအဲ့နားမှာပဲဆရာတို့ရက်ခဲ့ပြီအဲ့ဆိုအရင်တန်းတွေမှာဒီနေရာမှာရက်ခဲ့တဲ့ကိစ္စကိုဆရာတို့ set တွက်မှာဖြစ်တဲ့အတွက်ကြောင့်ခုဆရာတို့ယနေ့သင်ခန်းစာ complex number ရဲ့ပုံသဏ္ဍာန်တစ်ခုကိုဆရာလက်တွေ့အသုံးချတော့ x square equal to minus 4ဆိုတဲ့ကိစ္စလေးကိုဆက်ပြီးတော့ x square equal to minus 4ဆိုတဲ့ပုံစံလေးကိုဆက်တွက်မှာဖြစ်တဲ့အတွက်ကြောင့်ဒီ imaginary unit ရဲ့ property ဖြစ်တဲ့ x square equal to minus 1လို့ဆရာတို့ဆက်ပြီးအသုံးချတော့အဲ့ဆိုဆရာတို့ကဒီနေရာမှာ x square equal to minus 4နဲ့ပတ်သက်ပြီးဆရာ property ဆိုတဲ့ use property i square equal to minus 1ဆိုတဲ့ property နော်တုံးလိုက်မယ်အဲကြတော့ i square equal to minus 1ဖြစ်တဲ့အတွက်ကြောင့်ခါဒီ x square equal to minus 4ကိုဆရာတို့ဘယ်လိုခွဲလို့ရလဲဆိုရင် x square equal to 4 into minus 1လို့ဆရာတို့ခွဲလို့ရတယ် x square equal to ဘာလို့ခွဲလို့ရလဲဆိုရင်4 into minus 1လို့ခွဲလို့ရတယ် x square equal to 4 into minus 1လို့ခွဲလို့ရတယ်ဟုတ်နော် x square equal to 4 into minus 1အဲဆိုရင် minus 1ကဘာနဲ့ညီရလဲ minus 1က i square နဲ့ညီတယ် minus 1ကဘာနဲ့ညီရလဲဆို minus 1က i square နဲ့ညီတယ်ဒါကြောင့်မို့ minus 1နဲ့ပါဆရာ i square အစားထိုးတယ်ဟုတ်ပါပြီအဲဆိုဒီဘက်ကနှစ်ထပ်ကိန်းကတစ်ဖက်ကိုပို့ရတဲ့ plus or minus square root of 4i square plus or minus square root of 4i square အဲဒီ4ဆိုတာကဘာနှစ်ထပ်နှစ်ထပ် i square ကနှစ်ထပ်ရှိပြီးသားမလို့နှစ်ထပ်ရှိရင်ဆို square root a အပြင်ကိုထွက်လို့ရတာဖြစ်တဲ့ကြောင့် plus or minus 2i x square h တန်ဖိုးကဘယ်လောက်ဒီနားမှာ h တန်ဖိုးလေးဘယ်လောက်ဖြစ်မှာလဲဆို plus or minus 2i ဖြစ်အဲ့တော့မင်းတို့အနေနဲ့ဒီနေရာမှာတိတာအောင်ဆရာတို့ဘာလေးအရင်ထည့်ပေးလိုက်မလဲဆိုရင် h တန်ဖိုးပေါ့ဒါ h တန်ဖိုးကဘာလဲဆိုရင် plus or minus h တန်ဖိုးကဘယ်လောက်ပါလဲဆိုရင် plus or minus 2i ဟာပဲပေါ့နော်အဲဆိုရင်ဒီကောင်လေးက x square တန်ဖိုးလား h တန်ဖိုးလားဆိုဟဲ့ square ရလို့လေးကိုတစ်ဖက်ကိုပို့လိုက်တာနဲ့ဘာတန်ဖိုးဖြစ်သွားမလဲဆိုရင် h တန်ဖိုးဖြစ်သွားနော်ဒီမှာဒီနားလေးကိုမှတ်ပါနော်ဆရာဒီမှာကာစာလေးနဲ့ရေးပြတယ် h တန်ဖိုးနော်ပန်လေးသုံးရေးပြနေရ h တန်ဖိုးလေးကsquare ကနေတစ်ဖက်ကိုပို့လိုက်တာဖြစ်တဲ့အတွက်အဲ့နားလေးမှာပဲဆရာတို့ h တန်ဖိုးက plus or minus square root of 4i ဆိုပြီးအဖြေထွက်လာတယ်ဟုတ်ပြီနော်အဲ့ဒါကအရင်အတန်းနေတုန်းကဆရာတို့အဖြေမတွက်ခဲ့တဲ့ real solution မရှိပါဘူး no real solution ဆိုပြီးတော့ပဲရက်ခဲ့တဲ့နေရာကိုဆရာတို့ဆက်တွက်ချင်တယ်ဆိုရင်တော့ခုယနေ့သင်ခန်းစာ chapter 1နဲ့ property ကိုဆရာသုံးလိုက်ပါပြီ i square equal to minus 1ဒါကြောင့် minus 1တွေ့တာနဲ့ဘာစားထုတ်မလဲဆိုရင် i square စားထုတ်နော် minus 1တွေ့တာနဲ့ဘာစားထုတ်မလဲဆိုရင် i square ထားစားထုတ်ပါပဲနော်အဲကြောင့် minus 1နေမှာဆရာ i square စားထုတ်ရ h တန်ဖိုးလို့ကျွန်တော်တစ်ဖက်ကိုနှစ်ထပ်ကိုပြီးတော့ plus or minus square root of 4i square 4ဆိုတာကနှစ်ထပ် i square ကနှစ်ထပ်ရှိပြီးသားမို့ square root အိမ်ဒီကိုထွက်တော့ plus or minus 2i ဒါကြောင့်မို့ h မှာsolution နှစ်ခုရှိတယ် h မှာကsolution to solution အဖြေနှစ်ခုရှိတယ် h မှာကအဖြေနှစ်ခုရှိတယ် h တန်ဖိုးကဒါကြောင့်မို့ h တန်ဖိုးက 2i နဲ့ minus 2i therefore h equal to 2i and h equal to minus 2i ဆိုပြီးအဖြေထပ်တွက်လို့ရမှာဖြစ်တယ်အဲဆိုယနေ့သင်တဲ့ chapter 1 complex number တွေဆိုတာကအရင်ဆရာတို့လေ့လာခဲ့တဲ့အပိုင်းတွေမှာ no real solution ဆိုပြီးတော့ပဲထားခဲ့တဲ့ရက်ခဲ့တဲ့နေရာတွေကိုအဖြေဆက်တွက်နိုင်မှုအရေးcomplex number ကို complex number imaginary number တွေနဲ့ပတ်သက်ပြီးသင်ရမှာဖြစ်တယ် image အဲဆိုဆရာတို့ခုထိမှတ်ဆရာတစ်ခုကိုပြန်ပြောမယ်ဆိုရင် imaginary unit က i မှာ complex number ရဲ့ပုံသဏ္ဍာန်က z equal to h plus yi ဖြစ်တယ်အဲကြတော့နောက်ထပ်တစ်ခုမှတ်ရမှာက i square ဒီဘာနဲ့ညီရလဲ minus 1နဲ့ညီတယ်အဲ့အချက်၃ချက်ကိုမှတ်ထားပါပြန်ပြောပါမယ် complex number ရဲ့ပုံသဏ္ဍာန်က z equal to h plus yi ဖြစ်တယ် h နေရာဒီကိန်းဆက်ပိုင်း y နေရာဒီကိန်းရောင်ပိုင်းနဲ့ i က imaginary unit ဖြစ်တယ် imaginary unit ကိုသင်္ကေတအားဖြင့် i လို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်တည်း minus 1ဒီဘာနဲ့ညီတယ် i square နဲ့ညီရဲဆိုတော့
အချက်ကိုမင်းတို့မှတ်ထားမှာဖြစ်တယ်ဟုတ်ပြီဆရာတို့ကခုနကပြောတဲ့အခါမှာဒါဒီ complex number နဲ့ပတ်သက်ပြီးဘိုင်းနဲ့ဆက်ဆက်ပြီးသုံးပါလဲဆို quantitative equation နဲ့ပတ်သက်ပြီးသုံးပါနောက်နှစ်ထပ်ကိန်းညီမျှခြင်းတွေပေါ့နော် quantitative equation နှစ်ထပ်ကိန်းညီမျှခြင်းနဲ့ပတ်သက်တဲ့အခါမှာတချို့နှစ်ထပ်ကိန်းတွေကစာခွဲကိန်းခွဲလို့ရတာရှိစာဝင်ခွဲဆိုငါတို့ငယ်ရဆိုကြက်ချေခွဲနေတယ်ပေါ့နော်ကြက်ချေခွဲဒီနဲ့စာခွဲခွဲခဲ့တာရှိမယ်အဲ့လိုကြက်ချေခွဲနဲ့စာခွဲခွဲတချို့တွေကခွဲလို့ရတယ်စာခွဲခွဲလို့ရတယ်ဆိုရင်ဒီမှာ real solution ရှိတယ် real solution ရှိရတော့အဖြေထွက်ခုကျဆရာတို့စာခွဲကိန်းခွဲလို့မရတော့ဘူးကြက်ချေခွဲနဲ့စာခွဲခွဲလို့မရတော့ဘူးဆိုရင်ခုဆရာတို့ရဲ့ complex number နဲ့ထည့်ပြီးတော့တွက်မယ်ပေါ့နော် i square ကို -1 ဆိုတဲ့ complex number နဲ့ထည့်တွက်မယ်အဲ့ဆိုရင်ဆရာကြက်ချေခွဲနဲ့ခွဲလို့မရတော့ဘူးကြက်ချေခွဲနဲ့စာခွဲခွဲလို့မရတော့ဆိုရင်တွက်လို့ရတဲ့ပုံစံမျိုးတစ်ခုရှိတယ်ဆရာတို့ perfect square method ကိုသုံးမလားဒါမှမဟုတ်လည်း quantitative formula ကိုသုံးမလားဆိုရင် method တစ်ခုရှိတယ်ဒါတော့ငါတို့အတန်းငယ်စဉ်မှာတော့ဆရာတို့အနေနဲ့အတန်းငယ်စဉ်မှာသင်ခဲ့ပြီးသားဖြစ်မယ် quantitative formula တို့ပါတို့နော်perfect square method ဆိုလဲဆရာတို့အတန်းငယ်စဉ်မှာသင်ခဲ့ပြီးသားပါတို့တော်တချို့တွေကမေးလောက်ပြီးဆိုလဲဆရာပြန်နှွေးပေးပါဦးမယ် perfect square method နော် perfect square method နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် perfect square method နဲ့ပြောပြီးဆိုရင် perfect square method ကိုဘယ်လိုသုံးမလဲအဲ့ဆိုရင်နှစ်ထပ်တစ်ထပ်ကိန်းတည်ပါတဲ့ညီမျှခြင်းပေါ့နော်နှစ်ထပ်တစ်ထပ်ကိန်းတည်ပါတဲ့ညီမျှခြင်းမှာကိန်းတည်ကိုတစ်ဖက်ပို့တော့နှစ်ထပ်တစ်ထပ်ကိန်းတည်ပါတဲ့ညီမျှခြင်းကကိန်းတည်ပါဖို့မှလဲဆိုရင်တစ်ဖက်ပို့အလဲကိန်းကိုနှစ်နဲ့စားအလဲကိန်းကိုဗာလဲအလဲကိန်းကိုနှစ်နဲ့စားဆိုအလဲကိန်းရဲ့မြောက်ဖော်ကိန်းပေါ့နော်အလဲကိန်းရဲ့မြောက်ဖော်ကိန်းကိုဘာနဲ့စားမလဲနှစ်နဲ့စားမယ်နှစ်ထပ်တင်ညီမျှခြင်းတစ်ဖက်စလုံးကိုပေါင်းမယ်နှစ်ထပ်ကိန်းရဲ့ရှိကမြောက်ဖော်ကိန်းရှိမရှိလဲတတိထားအောင်နှစ်ထပ်ကိန်းရဲ့မြောက်ဖော်နှစ်ထပ်ကိန်းရဲ့ရှိမှာမြောက်ဖော်ကိန်းရှိနေခဲ့တယ်ဆိုရင်အဲ့နှစ်ထပ်ကိန်းမှာရှိတဲ့ရှိရမြောက်ဖော်ကိန်းနဲ့အားလုံးကိုစပြီးမှကျန်တဲ့ကိစ္စတွေကိုဆောင်ရွက်ကိုဆရာရှင်းပြနေရက perfect square method ကိုအသုံးချပုံချနေပထမဆုံးမင်းတို့လေ့လာရမှာကမှတ်ထားမှာက perfect square method မှာ quantitative equation ရဲ့နှစ်ထပ်တစ်ထပ်ကိန်းတွေကိုတစ်ချက်ကြည့်နှစ်ထပ်တစ်ထပ်ကိန်းတွေမှာနှစ်ထပ်ကိန်းရဲ့ရှိရမြောက်ဖော်ကိန်းရှိနေတယ်နှစ်ထပ်ကိန်းရဲ့ရှိရမြောက်ဖော်ကိန်းရှိနေရဆိုရင်အဲ့ခုနကိန်းတစ်ခုလုံးကိန်းတိုင်းတစ်ခုလုံးကိုအများကြီးအဲ့ဒီရှိမှရှိရမြောက်ဖော်ကိန်းနဲ့အားလုံးကိုလိုက်ဆိုင်လိုက်ဆိုင်မှာနောက်ထပ်ပထမချက်ဖြစ်တဲ့ကိန်းတူတစ်ပတ်ဘူးအလဲကိန်းရဲ့မြောက်ဖော်ကိန်းကိုနှစ်နဲ့စာနှစ်ထပ်တည်ညီမျှခြင်းနဲ့ဖက်စလုံးပေါင်းပြီးမှစာဝင်းခွဲတဲ့အလုပ်ကိုလုပ်တယ်ဆိုရင်ဒါ perfect square method ကိုအသုံးချနေ quantitative formula ကတော့ရှင်းပါတယ်ပုံသင်နည်းသုံးလိုက်တာပါပဲ quantitative formula ကတော့ရှင်းတယ်ပုံသင်နည်းသုံးလိုက်တယ်သုံးတဲ့ပုံသင်နည်းက quantitative formula လည်းငါတို့ပုံသင်နည်းတော့မှတ်ထားရမယ်နော် h equal to minus b plus or minus square root of plus or minus square root of b square minus 4ac by 2aအဲ့တော့ complex number နဲ့ပတ်သက်ပြီးဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ b square minus 4ac က0အောင်ငယ်မှာ b square minus 4ac တန်ဖိုးက0အောင်ငယ်မှာ quantitative formula ကိုသုံးမယ် complex number နဲ့ဆိုင်တဲ့ပု္ပ္ပစာတွေကိုဆရာတို့တော့လည်းတွက်လို့အဆင်ပြေဒါတော့ဆရာ formula နဲ့ပတ်သက်ပြီးတော့ derivation တွေလည်း equation ဖြစ်ပေါ်လာအောင်လဲဆရာတွက်ပြပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒါကဆရာ revision တွေတွက်ပဲပြန်ပြီးတော့ video ရိုက်ထားဖြစ်တဲ့အတွက်ကြောင့် rotation နဲ့နောက်ထပ်တစ်ခေါက်စာလိလာဖို့အတွက်ပေါ့နော်အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ချက်ချေခွဲလို့မရဘူးဆိုရင် perfect square method သုံးလို့ရတယ် quantitative formula ကိုသုံးလို့ရတယ် perfect square method ကတော့တစ်ထပ်ကိန်းစဉ်တန်းမှာရှိတယ်နှစ်ထပ်ကိန်းရရှိမှာမြောက်ဖော်ကိန်းရှိနေဆိုရင်ကိန်းတန်းတစ်ခုလုံးအဲ့ဒီမြောက်ဖော်ကိန်းနဲ့လိုက်စားပြီးမှနောက်မှဒုတိယ IPO မှာအဲ့လိုပြီးဆိုမှပထမတစ်ချက်ကိန်းတွေကိုတစ်ဖက်ဖို့အလဲကိန်းရမြောက်ဖော်ကိန်းကိုနှစ်နဲ့စားနှစ်ထပ်တင်ညီမျှခြင်းတစ်ဖက်စလုံးကိုပေါင်းအဲ့ဆိုရင်ဆရာတို့ကဒီ complex number နဲ့ပတ်သက်ပြီး quantitative equation ကိုဖြည့်ရှင်းတော့မယ် quantitative equation တွေမှာကြက်ချေခက်နဲ့ခွဲလို့ရတယ်ဆိုရင်ဒါ real solution ရမယ် real number solution ရမယ် real solution ရမယ်ကြက်ချေခက်နဲ့ခွဲလို့မရဘူးဆိုတော့သိကြတယ်သူဒီ real number solution မရှိတာအများစုဖြစ်နိုင်တယ်ဒါဆိုတော့ complex number နဲ့ပတ်သက်ပြီးတွေ့ရမယ် complex number ဒီသူ့အဖြေတန်ဖိုးက0အောင်ဝယ်မှဖြစ်တဲ့အတွက်ကြောင့်ဟာတဲ့မှာ quantitative formula ကိုသုံးမယ်ဆိုမင်းတို့ b square minus square root ထဲမှာရှိရ b square minus 4ac တန်ဖိုးအရင်ရှာကြည့် b square minus 4ac တန်ဖိုးကဒါ -1 out 0အောင်ငယ်မယ်ဆိုရင်ဒါဒီ quantitative formula ကိုသုံးလို့ရမယ်ဘာနဲ့ပတ်သက်ပြီးလဲဆို complex number နဲ့ပတ်သက်ပြီး quantitative formula ကိုအသုံးချရင်ပို့ပြီးတော့လွယ်ကူတော့မှဖြစ်တယ် perfect square method ကတော့ဒီအချက်လေးတွေမှတ်ထားပါနော်အဲ့ဒါခုဆရာပြောလိုက်တဲ့အကြောင်းအရာတွေပတ်သက်ပြီးတော့တွက်ပု္ပ္ပစာနဲ့တကွာဆရာတို့ဥပမာလေးနဲ့တွက်ကြည့်အောင်နော်အဲ့ဆိုဆရာကဥပမာ example 1ပေါ့ example 1ကိုဆရာရှင်းပြအောင်မယ် example 1ကို perfect square method ကိုလည်းသုံးမယ် quantitative formula ကိုလည်းသုံးပြီးတော့ example 1ကြည့်ပဲကိုဆရာကပုံစံ2မျိုးနဲ့တွက်ပြအောင်မယ် example 1ကြည့်ပဲကိုဆရာကပုံစံ2မျိုးနဲ့ပဲတွက်ပြအောင်မယ် perfect square method ကိုလည်းသုံးမယ် perfect square method ကိုလည်းသုံးမယ် quantitative formula ကိုလည်းသုံးမယ်နော်အမှဆရာကဒီမှာ perfect square method ကိုသုံးမယ် alternative solution ရ quantitative formula ကိုလည်းသုံးပြီးတော့တွက်မယ်ခုလောလောဆယ်တော့အဲ့ဒါမှာပြထားတယ် star လေးပြထားတယ် perfect square method နဲ့အရင်လေ့လာကြည့်နော်အဲ့ဆို example 1ရဲ့မေးခွန်းကိုဆရာဖတ်လိုက် source ဖြည့်ရှင်းမှာတဲ့ x square plus 2x plus 5 equal to 0ဆိုတဲ့
ကိန်းတန်းကိုဖြည့်ရှင်းခိုင်းမှာအဲဆိုမှတ်ထားပါဖြည့်ရှင်းခိုင်းတဲ့အခါမှာ sort ဖြည့်ရှင်းခိုင်းတဲ့အခါမှာမတိကိန်းတန်မှုရှာခိုင်းတယ်မတိကိန်းတန်မှုကဒီထဲမှာကိန်းစဉ်ထဲမှာမတိကိန်းတန်မှုက h မို့လို့ဆရာတို့ဒီ h တန်မှုကိုရှာပါနော် sort ဖြည့်ရှင်းမှာဆိုရင်မတိကိန်းတန်မှုရှာခိုင်းတယ်မတိကိန်းထဲမှာဒီကိန်းစဉ်ထဲမှာရှိရမတိကိန်းအခရာကိန်းက h ဖြစ်နေရဖြစ်တဲ့တော့ဆရာတို့အနေနဲ့ h တန်မှုကိုရှာအဲဆို stretch ကြည့်အောင်ဆရာတို့ solution ပေါ့နော်တွက်ကြည့်အောင်အဲ့တော့ solution မှာဆရာတို့ perfect square method ကိုသုံးမှာပြတဲ့ကြောင့်အဲဆိုရင် completing the square method เนาะ perfect square method ကိုသုံးမယ်ပေါ့เนาะဒါမှမဟုတ်ဆိုလိုက်နားမှာ bind perfect square method ဆိုပြီးတော့ရေးလဲရပါတယ်ဒါမှမဟုတ်ဒီနေရာလေးမှာ bind perfect square method လို့သုံးလဲရပါတယ်ဆရာတို့ completing the square method လို့ရေးထားတယ်အဲဆိုတွက်ကြည့်မယ်တွက်ကြည့်တဲ့အခါမှာဟာဒီနှစ်ထပ်ထပ်ကိန်းစဉ်နဲ့ယူဆရာတို့ကစိတ်ထဲကနေဖတ်ကြည့်လိုက်မယ် a square plus 2a plus 5 equal to 0အဲဆိုဆရာတို့အနေနဲ့နှစ်ထပ်ထပ်ကိန်းစဉ်ထဲမှာရှိရနှစ်ထပ်ကိန်းရရှိမှာမြောက်ဖို့ကိန်းရှိမရှိလေးလာပါအောင်နှစ်ထပ်ကိန်းရရှိမှာမြောက်ဖို့ကိန်းရှိမရှိတော့ဟုတ်ပြီဒီပုံစံမှာတော့နှစ်ထပ်ကိန်းရရှိမှာမြောက်ဖို့ကိန်းမရှိရတဲ့အတွက်အဆင့်တင်ကတော့ပြီးသွားပြီပြီးသွားရင်နောက်ထပ်အချက်တွေအတိုင်းဆက်သွားမယ်ကိန်းတွေကိုတစ်ဖက်ပို့ပါဖြစ်တဲ့အတွက်ဟာဒီမှာနှစ်ထပ်တစ်ထပ်ကိန်းတရား5ဒါကြောင့်5ကိုညီမချင်းတစ်ဖက်ကိုပို့လိုက်တဲ့အတွက်ညီမချင်းရဲ့ဘယ်ဘက်မှာအပေါင်းဆိုညာဘက်သွားတော့အနှုတ်ဖြစ်သွားတယ်ဒါကြောင့်မို့ a square plus 2h equal to -5 ရသွားa square plus 2h equal to -5 ရသွားဟုတ်ပြီကိန်းတွေကိုတစ်ဖက်ပို့လိုက်ပြီအဲဆိုရင်ဒီမှာတစ်ထပ်ကိန်းရဲ့မြောက်ဖို့ကိန်းကိုကြည့်တစ်ထပ်ကိန်းရဲ့မြောက်ဖို့ကိန်းเนาะတစ်ထပ်ကိန်းရဲ့မြောက်ဖို့ကိန်းကိုနှစ်စာနှစ်ထပ်တင်ပြီးညီမချင်းနဲ့ညီမချင်းတစ်ဖက်စလုံးပေါင်းမယ်အဲဆိုဒီမှာတစ်ထပ်ကိန်းရဲ့မြောက်ဖို့ကိန်းက2ဖြစ်နေ2ဖြစ်နေတဲ့အတွက်ကြောင့်2ကို2နဲ့စားတော့เนาะအဲ့ဒီ2ကို2နဲ့စားတော့1အဲ့ဒီ1ကိုနှစ်ထပ်တင်ပြီးညီမချင်းတစ်ဖက်စလုံးပေါင်းမှာမဟုတ်လို့တစ်ဖက်ကိုလည်းဘယ်ဘက်ကိုလည်း1 square ပေါင်းညီမချင်းရဲ့ညာဘက်ကိုလည်း1 square ပေါင်းအခုဆရာပြောနေတဲ့အရာလေးကဘာလို့ပြောရလဲဆိုခုနကမြန်မာလိုရေးထားတဲ့မှတ်စုလေးနဲ့ပတ်သက်ပြီးဆရာပြောနေရပါမှတ်စုလေးကိုဆရာပြန်ပြီးတော့ခေါ်ပြပေးပါဦးအားလဲဆို perfect square method နဲ့ပတ်သက်တာအခုတုံးသွားတာဟာဒီမှာကြည့်ပါနှစ်ထပ်ကိန်းရဲ့ရှေ့မှာမြောက်ပေါ်ကိန်းရှိမရှိစဉ်းစားဆိုတာကဟာဒီမှာဆရာတို့ကရွတ်လိုက်တဲ့ a square plus 2a plus 5 equal to 0မှာအဲ့ဒီနှစ်ထပ်ကိန်းရဲ့ရှေ့မှာမြောက်ပေါ်ကိန်းမရှိတာဖြစ်တဲ့အတွက်ကြောင့်1အဆင့်ကပြီးသွားပြီနောက်တစ်ဆင့်ကိုဆက်သွားမယ်ကိန်းတီတစ်ဖက်ဖို့ဆိုတဲ့အတွက်ကိန်းတီဖြစ်တဲ့အမှားနှစ်ထပ်ဒီမှာတစ်ထပ်ကိန်းတီက5ဖြစ်တဲ့အတွက်ကြောင့်5ကိုညီမချင်းရဲ့ဘယ်ဘက်ကိုညာဘက်ကိုပို့လိုက်ပြီနော် a square plus 2h equal to -5 ဖြစ်သွားပြီနောက်ထပ်တစ်ခုကအလဲကိန်းရဲ့မြောက်ဖို့ကိန်းကို2နဲ့စားဒီနေရာမှာမြောက်ဖို့ကိန်းပါပြီနော်အလဲကိန်းရဲ့မြောက်ဖို့ကိန်းကို2နဲ့စားအလဲကိန်းရဲ့မြောက်ဖို့ကိန်းက2ကို2နဲ့စားတော့တယ်1ပြီးတော့မှဘယ်နှထပ်တင်2ထပ်တင်ဆိုတော့1ကို2ထပ်တင်တော့1 square ပြီးတော့ဘာလို့မှလဲညီမချင်းတစ်ဖက်စလုံးပေါင်းလို့ပြောတဲ့အတွက်ညီမချင်းရဲ့ဘက်ကိုလည်း1 square ပေါင်းရလာတဲ့ဖြစ်တဲ့2ထပ်တင်ထားတဲ့ဟာကိုညီမချင်းရဲ့ဘက်မှာလည်းပေါင်းညီမချင်းရဲ့ညာဘက်မှာလည်းပေါင်းအဲ့တော့ညီမချင်းရဲ့ဘက်မှာလည်း1 square ပေါင်းညီမချင်းရဲ့ညာဘက်မှာလည်းပေါင်းမယ်လဲဆိုရင်1 square ပေါင်းလိုက်အဲ့ဆိုရင်ဆရာတို့ရဲ့ခုနကတော့မှတ်စုလေးအားဖြင့်တော့ပြီးသွားပြီအဲဆိုရင်နှစ်ထပ်ကိန်းရရှိမှာမြောက်ဖို့ကိန်းရှိမရှိကိန်းတစ်ဖက်ကိုအလဲကိန်းရမြောက်ဖို့ကိန်းကိုနည်းနည်းစာနှစ်ထပ်ပြီးညီမချင်းတစ်ဖက်စုံပေါင်းရင်ဒီစင့်ကြောင်ရောက်လာပြီအဲဆိုရင် a square plus 2a plus 1 square equal to -5 plus 1 square 1 square 1ဖြစ်တာဖြစ်တဲ့ကြောင့် a square plus 2a plus 1နဲ့-5နဲ့1နဲ့ရှင်းတော့-4အနှုတ်များတော့ဘာတက်မလဲဆိုအနှုတ်တက်မယ်-5နဲ့1ဆိုအနှုတ်ကများရတော့-4ထွက်လာအဲ့ဒါမှရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဘယ်နှစလဲဆို2စ1နဲ့8နဲ့မြောက်တော့1 8ကို2နဲ့မြောက်တော့2 8ဒါကြောင့်သူဒီလက်သေးကိုနှစ်ထပ်တင်လို့ရပြီအပေါင်းဆိုအပေါင်းလက်သေးကိုနှစ်ခုပဲထွက်မှာပေါ့နော်အပေါင်းလို့လို့အပေါင်းလက်သေးကိုနှစ်ခုပဲထွက်မယ်ဒါကြောင့်မို့သူ့ကိုနှစ်ထပ်ကိန်းခေါ်လိုက်တာ h + 1 the whole square ဒီလိုရပြီးတဲ့အကိုအဖြစ်မှန်တစ်ချက်ပြန်စစ်ကြည့်ပါဦးရှေ့နှစ်ထပ် a square နောက်နှစ်ထပ်1 square ရှေ့ကိန်းနောက်ကိန်းမြောက်1နဲ့8နဲ့မြောက်8မြောက်ချင်းရဲ့ဘယ်နှစနှစ်စမလို့နှစ်နဲ့ထက်မြောက်တော့2 8အဲ့ဆိုရင်အဖြစ်မှန်တယ်နော်အဲ့တော့မလို့ရှေ့နှစ်ထပ်နောက်နှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့နှစ်စမလို့အပေါင်းမို့လို့1 + 8 + 1 the square ကိုတော့-4ထွက်တာဟုတ်ပြီအဲ့ဒါခုကြမှာဆရာတို့ရဲ့ဒီမှာ complex number သုံးဘက်ပုံသင်ကြီးရောက်ပြီအဲ့ဒါဆရာတို့အနေနဲ့ဒီထိကတော့ဆရာတို့အခြေခံဒီထိကတော့ဆရာတို့ကဒီမှာသိခဲ့ပြီအဲ့ဒီကတော့ h + 1 the square equal to -5 ပေါ့နော် h + 1 the square equal to -4 ပေါ့ sorry h + 1 the square equal to -4 ထိကတော့ဆရာတို့ကဒီမှာအဲ့ရထိကတော့မင်းတို့အနေနဲ့ရလာမယ်ထင်တယ်နော်အဲ့ဒီထိကဒီမှာဟုတ်ပြီ h + 1 the square equal to -4 လောက်ထိတော့မင်းတို့ရလာမယ်ထင်တယ်ဟုတ်ပြီအဲ့ဒီတော့ဆရာတို့ကဘာကိုသုံးသွားလဲဆိုရင် perfect square ကိုသုံးသွားတယ်နော် perfect square ကိုသုံးပြီးတော့အဲ့ဆိုခုကြမှာဆရာတို့ဒီနှစ်ထပ်ကိန်းကိုဘာနဲ့ညီနေရလဲဆိုမိုင်းနဲ့ညီရဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမှကြည့်နော်ဆရာကမှ၄တောင်ခွင်းနဲ့ပေါင်းခတ်ထားတာနှစ်ထပ်ကိန်းက-4နဲ့ညီနေရအနှုတ်တမှုနဲ့ညီရဖြစ်တဲ့အတွက်ကြောင့်0အောက်ငယ်နေရဖြစ်တဲ့အတွက်ကြောင့်သူဒီ complex number နဲ့ပတ်သက်ပြီးတွေ့ရတော့အဲ့ဆိုရင်ဆရာတို့က-4ကိုဆရာတို့ဘယ်လိုခွဲကြည့်မလဲဆိုရင်4နဲ့-1နဲ့မြောက်ထားတာ
minus 4ဒီ minus 1နဲ့ဘာနဲ့မြောက်ထားတာ4နဲ့မြောက်ထားတာဟုတ်ပြီ minus 1ကဘာနဲ့ညီရလဲ I square နဲ့ညီရ minus 1ကဘာနဲ့ညီရလဲဆိုရင် I square နဲ့ညီရဒါကြောင့်မို့ minus 1နေရာမှာဘာအစားထိုးမယ် I square အစားထိုးမယ်ဒါကြောင့်မို့ minus 1နေရာမှာဘာအစားထိုးမယ် I square အစားထိုးမယ်ဒါကြောင့်8 plus 1 the whole square ဟာ 4I square နဲ့ညီပါတယ်အဲ့တော့ဒီမှာဒီဘက်ကနှစ်ထပ်ကလေးကိုတစ်ဖက်ကိုပို့လိုက်တဲ့အခါမှာ plus or minus square root of 4I square ရအဲ့ဒီဘက်ကနှစ်ထပ်လေးကိုညီမကြီးတစ်ဖက်ကိုပို့လိုက်တော့ plus or minus square root of 4I square ရဟုတ်ပြီနော်ဟုတ်ပြီနှစ်ထပ် square root အိမ်လေးကထွက်ချင်နှစ်ထပ်ရှိမှာ4ကနှစ်ထပ်မို့လို့နှစ်အပြင်ထွက်လာပြီ I square နှစ်ထပ်ရှိပြီးသားမို့လို့ I တစ်ခုကအပြင်ထွက်လာဒါကြောင့် h plus 1ရဲ့အဖြေဒီ plus or minus 2I ဆရာတို့ဒီ h တန်မှုပဲ solve the equation ကမတိကိန်းတစ်လုံးတန်မှုပဲလိုချင်တာဖြစ်တဲ့အတွက်ကြောင့် h တန်မှုမှာဖြစ်တဲ့အတွက်ညီမကြီးတစ်ဖက်မှာပေါင်းထားရင်တစ်ဖက်သွားပြီးနှုတ်မှာဖြစ်တဲ့အတွက်ကြောင့် h တန်မှုက minus 1 plus or minus 2I ဆိုပြီးတော့မှ solution နှစ်ခုထွက်လိမ့်မယ်2 solution ထွက်မယ်ဒါကြောင့်မို့ h တန်မှုကအပေါင်းနဲ့တစ်ခါ h တန်မှုကအနှုတ်နဲ့တစ်ခါထွက်တာဖြစ်တဲ့အတွက်ကြောင့် therefore h equal to minus 1 plus 2I နဲ့ h equal to minus 1 minus 2I ဆိုပြီးတော့အဖြေနှစ်မျိုးထွက်လိမ့်မယ်အဲ့ဒါခုပုံစံလေးကဆရာဘာကိုတွက်ထားရလဲဆို perfect square method နဲ့တွက်ထား perfect square method နဲ့တွက်ထားအဲ့ဒါ perfect square method နဲ့တွက်မယ်ဆိုရင်မှတ်ရမယ့်အချက်တွေရှိတယ်ပေးထားတဲ့ကိန်းစဉ်တန်းကြီးကနှစ်ထပ်တစ်ထပ် quantitative equation ဖြစ်တဲ့နှစ်ထပ်တစ်ထပ်ကိန်းတွေရဲ့နှစ်ထပ်ကိန်းရဲ့ရှင်းမှာမြောက်ဖို့ကိန်းရှိမရှိစဉ်းစားခုပုံစံရတော့ဆရာတို့ဒီမြောက်ဖို့ကိန်းမရှိရဖြစ်တဲ့ကြောင့်အဲ့စင်ပယ်လိုက်ပြီပြီးတော့မှကိန်းတွေကိုတစ်ဖက်ပို့တယ်ပြီးအလဲကိန်းရဲ့မြောက်ဖို့ကိန်းကိုနှစ်နဲ့စားနှစ်ထပ်တင်ပြီးညီမချင်းနှစ်ဖက်စလုံးပေါ့မြောက်ဖို့ကိန်းကနှစ်ဖြစ်တဲ့ကြောင့်နှစ်ကိုနှစ်နဲ့စားတော့နှစ်ထပ်တင်တာမဟုတ်လို့1 square ညီမချင်းနှစ်ဖက်စလုံးဆိုတော့ဘယ်ဘက်ကိုလဲပေါင်းတယ်ညာဘက်ကိုလဲပေါင်းတယ်ပြီးတော့မှစာကွင်းကိန်းလက်သက်ကွင်းနှစ်ခုခေါ်ကြည့်ရရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့နှစ်စားဖြစ်တဲ့ကြောင့်သူဒီအပေါင်းပေါင်းမို့လို့8 plus 1 the whole square နဲ့ပုံစံတူဖြစ်တဲ့ကြောင့်အဲ့ဒီမှာ8 plus 1 the whole square အစားထိုးတယ်ဒီမှာက1 minus 5 ဖြစ်တဲ့အတွက်ကြောင့်အနှုတ်များတော့ minus 4အနှုတ်တက်တော့9ရဲ့1ကိုနှုတ်တော့4အနှုတ်များတော့နှုတ်တက်တော့ minus 4ဟုတ်ပြီအဲ့ဒီအစေကြောင့်မှာဆရာတို့ဒီ complex number ပုံသင်နည်းကိုတော့မယ်ခုန is complex ဗာလဲimaginary unit ဖြစ် I နဲ့သတ်မှတ်ထားတဲ့ property က I square equal to ပါလဲဆိုရင် minus 1ဖြစ်တဲ့အတွက်ကြောင့် minus 1နေရာဒီမှာပါအစားထိုး I square အစားထိုးပြီးတော့မှနှစ်ထပ်ကိန်းရဲ့တစ်ဖက်ကိုပို့တော့ plus or minus square root of 4I square ဖြစ်တယ်ဟုတ်ပြီနော် plus or minus square root of 4I square ဖြစ်တယ်နှစ်ထပ်ကိန်း square root အိမ်လေးကထွက်ချင်နှစ်ထပ်ရှိမှာ402နှစ်ထပ် I square နှစ်ထပ်ရှိပြီးသားမလို့ I တစ်လုံးပြင်ထွက်တော့ h plus 1ရဲ့တန်ဖိုးကplus or minus 2I h တန်ဖိုးပဲလိုချင်တာဖြစ်တဲ့ကြောင့်ဒီမှာချင်းတစ်ဖက်မှာပေါင်းတိုင်းတစ်ဖက်သွားပြီးနှုတ်မှာဖြစ်တဲ့ကြောင့် h တန်ဖိုးက minus 1 plus or minus 2I ဆိုပြီးဖြစ်တော့မယ်ဒါကြောင့်မို့2 solution ထွက်မယ် therefore အပေါင်းကတစ်ခါအနှုတ်ကတစ်ခါ therefore h equal to minus 1 plus 2I နဲ့ h equal to minus 1 minus 2I ဆိုပြီးအဖြစ်ထွက်အားတော့ဆရာတို့ perfect square method နဲ့တွက်ထားအဲ့တော့နောက်တစ်နည်းတွက်ကြည့်မယ် quantitative formula ကိုသုံးမယ် quantitative formula ဆိုရင်နှစ်ထပ်တစ်ထပ်ကိန်းတီနဲ့ comparing လုပ်ကြည့်ဒါကြောင့်မို့ဆရာတို့က comparing with နိုင်ရှင်းကြည့်မယ် a square plus bh plus c equal to 0 comparing with a square plus bh plus c equal to 0အဲ့ဆိုရင်ဆရာတို့ကဒီမှာနှစ်ထပ်ဒီမှာတစ်ထပ်ကိန်းတီဆိုတဲ့နေရာမှာနှစ်ထပ်ကိန်းရဲ့ရှင်းမှာဘာမှမရှိဘာရှိရလဲဆိုရင်1ရှိဟုတ်ပြီနော်အဲ့ဒီနှစ်ထပ်ကိန်းရဲ့ရှင်းမှာဘာမှမရှိ1ရှိရဖြစ်တော့8တန်ဖိုး1ထွက်သွားနော်ဒီနှစ်ခုကိုနိုင်ရှင်းကြည့်မယ် a square ဘာလို့လဲဆိုတော့သူက quantitative formula ဆိုတော့နှစ်ထပ်ကိန်းနဲ့ဆိုင်တဲ့ပုံစံကြီးတော့မှဖြစ်တဲ့အတွက်ကြောင့် a square plus bh plus c equal to 0နဲ့နိုင်ရှင်းကြည့်တဲ့အခါမှာ a square ရဲ့ရှင်းမှာဟာဒီမှာမေကုန်းရဲ့ a square ရှင်းမှာဘာမှမရှိဆို1ရှိရဖြစ်တဲ့ကြောင့်8တန်ဖိုးက1 bh မှာ a ရဲ့ရှင်းရမြောက်ဖို့ကိန်းက b အဲ့ဒီမေကုန်းထဲမှာရှိရဲ့ a ရဲ့မြောက်ဖို့ကိန်းက2လို့ b တန်ဖိုးက2C နေရာမှာဝင်သွားတဲ့အဖြေက5မို့လို့ C တန်ဖိုးက5အဲဆို A B C တန်ဖိုးတွေတီးတီးထွက်လာပြီ A တန်ဖိုးက1 B တန်ဖိုးက2 C တန်ဖိုးက5အဲဆိုခုနကဆရာပြောခဲ့တယ် complex number နဲ့ပတ်သက်ပြီး quantitative formula တွေသုံးတော့မယ်ဆိုရင် quantitative formula ကိုသုံးတော့မယ်ဆို square root အိမ်ထဲမှာရှိတဲ့ b square minus 4ac တန်ဖိုးကိုချိုးရှာထား0ဟာငယ်မှာ complex number နဲ့တက်ဆိုင်ပြီးတော့တွေ့ရတာပိုးလွယ်အောင်လို့နော်အဲ့တော့ဆရာတို့ square root မှာရှိတဲ့ b square minus 4ac ဖြစ်တဲ့ဆရာအနေနဲ့ကတော့ b square minus 4ac ကိုချိုးရှာထားတယ် b square minus 4ac b တန်ဖိုးက2မို့လို့2 square တန်ဖိုးဒီ4ရဟုတ်ပြီနော် 4ac a တန်ဖိုးက1 c တန်ဖိုးက5 1နဲ့5နဲ့မြောက်တော့5အရှိက4နဲ့မြောက်တော့5လေး20မို့လို့ minus 20 4 minus 20 20ရဲ့4နှုတ်တော့16ကျန်အနှုတ်များတော့အနှုတ်တက်တော့ minus 60 ထွက်လိမ့်ဟုတ်ပြီအနှုတ်တန်မှုဖြစ်တဲ့အတွက်ကြောင့်0အောင်ငယ်တယ်0အောင်နဲ့ငယ်တာဖြစ်တဲ့အတွက်ကြောင့်သူဒီ imaginary unit ကိုသုံးလို့ရတယ်ဟုတ်ပြီဒါကြောင့်မို့ဆရာတို့ဒီ quantitative formula ကိုချရေးပါတယ် quantitative formula h equal to minus b plus or minus square root of b square minus 4ac by 2a အဲဆိုဆရာတို့ကအစားသွင်းကြည့်မယ်ဒီနေရာလေးမှာတန်ဖိုးက2ဟုတ်ပြီအဲကြောင့် b နေရာမှာ2အစားထိုးတယ်ဒါကြောင့်မို့ b နေရာမှာ2 b square နေရာမှာ2 square a နေရာမှာ1 c နေရာမှာ5အစားထိုးအောက်က a နေရာမှာ1အစားထိုးအဲဆိုရင် minus 2 plus or minus 2နှစ်ထပ်မို့လို့2နှစ်ထပ်က4 5လေးလီယာ20အဲကြတော့ခုနကတော့ဒီမှာ
လွယ်တဲ့လူတွေကတော့ဒီမှာ b square minus 4ac ဆိုတာကျိုးရှာထားပြီးသားပါတယ်တော့ minus 16အနှုတ်16 minus 60ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ square root နေရာမှာ minus 60အစားထိုးလိုက်အဲ့ဒီမှာ a equal to က minus 2 plus or minus square root of minus 60 by 2ဆိုပြီးတော့အဖြေထွက်လာပြီဟုတ်ပြီ square root တွေကထွက်ချင်တယ်ဆိုအဲ့ဒီမှာ minus ကြီးပါနေအဲဆိုအဲ့ဒီ အနှုတ်16ကြီးကိုအနှုတ်1နဲ့16ပြည့်ဆရာတော့ခွဲလိုက်မယ်နော်အဲ့ဒါ minus 60ကို minus 1ကတက်တက်60ကတက်တက်ခွဲလိုက်မယ်ဘာလို့လဲဆိုတော့16တလီ16အနှုတ်16ဆိုတော့ minus 60ဆိုတော့ minus 1နဲ့16ပြည့်ခွဲလိုက်တယ်မှာအဲ့မှာဆရာတို့ imaginary unit ရဲ့ property တစ်ခုကိုသုံးလိုက်မယ် i square term ကဘာနဲ့ညီရ minus 1နဲ့ညီရဖြစ်တဲ့အတွက်ကြောင့်ဒီနေရာလေးမှာဆရာအစင်းလေးနည်းနည်းကြော်ထားတယ်နော် i square term ကဆရာတို့ imaginary unit ရဲ့ property ကိုမင်းတို့ပြောခဲ့လိုက်မယ်ထင်တယ်နော်ဒီနေရာလေးမှာဆရာနော်အဲ့ဒီနေရာလေးမှာတစ်ချက်ကြည့်မယ်ဒီနေရာလေးမှာဟုတ်ပြီ i square term ကဘယ်လောက်လဲ minus 1မို့လို့ minus 1 i square term minus 1ဒီဘာနဲ့ညီရလဲဆိုရင် i square နဲ့ညီရနော် minus 1ဒီဘာနဲ့ညီရလဲ i square နဲ့ညီရ minus 1ဒီ i square နဲ့ညီရဒါလေးက i လေးနော်ဟုတ်ပြီ minus 1ဒီဘာနဲ့ညီရလဲဆို i square နဲ့ညီရဖြစ်တဲ့အတွက်ကြောင့် minus 1ဒီ i square နဲ့ညီရဖြစ်တဲ့ကြောင့် minus 1နေရာလေးမှာ i square အစားထိုး16ဆိုတာကဘာနှစ်ထပ်လဲဆိုရင်4နှစ်ထပ်အဲကြောင့်မို့အပြင်16ဆိုတာဘာနှစ်ထပ်လဲဆိုရင်4နှစ်ထပ်မို့လို့ဆရာတို့အပြင်ထွက်နော်အပြင်ထွက်တဲ့အခါမှာအဲ့ဒါမှဒီနေရာလေးမှာဆရာတို့တွက်မယ်ဆိုရင် -2 နော်အဲဆိုခဏလေးညာလေးမှာဆရာတို့တစ်ချက်လေးစူးစမ်းကြည့်လိုက်မယ်တွက်ကြည့်လိုက်မယ်ဆိုတော့ဟုတ်ပြီတွက်ကြည့်လိုက်အဖြေထွက်တော့ပြီလားဟုတ်ပြီဒီနားလေးမှာဆရာတို့ကအဲဆိုဒီမှာအဖြေစစ်ကြည့်မယ်နော်ဒီမှာ -2 plus or minus 4i ဆိုပြီးထွက်လာမယ်ဒီနောက်မှာတစ်စင်းလေးဆရာပြောမယ်နော်ဒီနောက်တစ်စင်းလေးကနောက်ထပ်အဖြေက -2 plus or minus 4i ဆိုပြီးထွက်လာမယ်ပြီးတော့မှအောက်ကနေ by 2a အဲ့ဒီ equal to -2 plus or minus 4i by 2a အောက်က 2a ဆိုတဲ့နေရာမှာ a တန်မိုးမှာဆရာဘာအစားထိုးမှာလဲ1စားထိုးမှာဖြစ်တဲ့အတွက်2တက်လီ2ပဲဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အဖြေက-2 plus or minus 4i by 2ပိုင်းကြီးမှာ2ဖြစ်တဲ့အတွက်ကြောင့်ဘိုင်းငွေက2ကိုပုံထုတ်လိုက်မယ်2ကိုပုံထုတ်တဲ့အတွက်ကြောင့်2ကိုပုံထုတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်2 into -1 plus or minus 2i by 2ဒါကြောင့်ဘိုင်းငွေမှာရှိတဲ့2နဲ့မြောက်ဘော်ကိန်း2နဲ့ဘိုင်းကြီးမှာရှိတဲ့2နဲ့ကြည်လိုက်တဲ့အခါမှာအဖြေက h equal to -1 plus or minus 2i ပြထွက်လာဟုတ်နော်therefore ဒါကြောင့်သူဒီလည်းအဖြစ်နှစ်ခုရှိမယ်အပေါင်းကတစ်ခါနှုတ်ကတစ်ခါ therefore a equal to -1 plus or minus 2i နဲ့ a equal to -1 a equal to -1 plus 2i နဲ့ a equal to -1 minus 2i ဆိုပြီးအဖြစ်နှစ်ခုထွက်မယ်အဲဆိုဆရာတို့ကခုမှ example 1ပဲရှိပါသေးတယ်ဥစ္စာတစ်ခုကိုပြန်ပြီးနှမျိုးစလုံးနဲ့ဆရာတွက်ပြထားတယ် Power Square method ကိုလည်းသုံးထားတယ်လို့ quantitative formula ကိုလည်းသုံးထားတယ်